ကဲကျွန်တော်ခုဆိုရင်တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတချင်းဆိုပြမှာဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တချင်းဆိုရမယ်ကျွန်တော်ရဲ့ YouTube စာပုံးတဲ့ကျွန်တော်အပိုင်းနှစ်ကပြန်လာတင်ပြပါတယ်ကဲကျွန်တော်အခုအပိုင်းတည့်ရိုက်ပြီးပါပြီနှစ်ပြန်ရိုက်ပြီးပါပြီကဲကျွန်တော်ဒီခါတော့တချင်းဆိုပါပါတယ်1 2 3ဆိုပဲတဲ့ချင်းကညီလေးပဲဖြစ်ပါတယ်လူရဘဝတာခရာဟာမိတော်သူတို့ပါနေကြတော့ပြတယ်ဖြစ်မှာဟိုဆိုင်ကဘူးတဲ့တပိုင်းတွေမှာနေနေချလာမှာမင်းကြောင့်အားလုံးပြောရင်ပေါ့ကွာဝါကနေရင်ရှိတယ်နေချတဲ့ပါစေဘယ်တော့မှမရှုံးကွာဒီလေရာရေနေမင်းကြောင့်ပြောချင်တာလူတွေဝမ်းမြောက်ကြစေပါကိုရဲ့တပိုင်းကြောင့်ကိုသာရှေ့ပါနိုင်တဲ့ခါလူတွေရောက်ကိုဆွဲထူပါနောက်ကျော်ကိုတားနဲ့ထိုးနဲ့ပြောင်းပြလိုက်ပါ Please always God အဝေးရာထောင်းပါကြီးလေရမလို့တဲ့ဟိကောင်ရန်သူကြီးမချင်းနဲ့ကဲရချင်းဟာလို့ကြရတယ်ပါကဲအားလုံးပြပါပြီကျွန်တော်ကျွန်တော်လေးဝင်သွားဖြစ်ပါတယ်ဘိုင်ဘိုင်